အားလုံးပဲမင်္ဂလာပါဗျ။ Era Gaming နဲ့တင်လိုက်ကြိုဆိုပါရဗျ။ဒါလေးကတော့ကျွန်တော်အကောင့်တစ်ဖွင့်ပြီးတော့ Warrior နေပြီးတော့မတစ်ကိုတက်နေတဲ့အကောင့်ပဲဖြစ်ပါတယ်ဗျ။အခုကျွန်တော်အကောင့်လေးက Grandmaster 3 J အပြည့်ကိုရောက်သွားပြီဗျ။ J ပြည့်ရောက်သွားပြီဆိုတော့နောက်ထပ်နှစ်ပွဲလောက်ထပ်ဆော့ရမလဲဆိုတော့လည်းစောင့်ကြည့်ပေးကြပါဦးဗျ။ခေါင်းကြီးတို့အနေနဲ့လည်းကျွန်တော်ဘယ်နှပွဲလောက်ဆော့ရမလဲဆိုတော့ခံမှန်းပြီးတော့ comment မှာရေးခဲ့လို့ရပါတယ်ဗျ။ဗီဒီယိုလေးရရှိတာမို့လို့ကျွန်တော်ထုံးစံတိုင်းပဲနေတော့ကြော်ပါမယ်ဗျ။ဗီဒီယိုကပုံမှန်တိုင်းဆိုရင်50နဲ့မှ10မိနစ်တောင်ကြာတာဖြစ်တဲ့တော့ကျွန်တော်အဲ့လောက်ကြီးကြတော့forum လေးကြည့်ရတာချင်းချင်းနဲ့ပြင်းသွားပါဆိုလို့လေအဲ့တော့ဗီဒီယိုနည်းနည်းလေးညံပေးတာပါတယ်ဗျစေဝန်စားရစီရှင် channel လေးကို like subscribe နဲ့အားပေးကြပါဦးဗျအားလုံးကျေးဇူးတင်ပါတယ်ဗျဘော်ရီကနေပြီးတော့မတစ်ကိုတက်ဖို့တော့ဆိုရင်ဘာလို့မလဲဆိုတော့အဓိကတော့မိကိုစိတ်ကိုထိန်းနိုင်မှုပဲလို့ရဗျဒီ hero key ရတာအရန်လွယ်ပါတယ်အရန်လွယ်တော့ hero key ပဲယူပြီးတော့ဒီတာဝါမချိုးပြဘူးပေါ့နော်တာဝါမချိုးပြတဲ့ခါကျလို့ရှိရင်ကျွန်တော် run ကအမှန်တက်တဲ့လောက်မတန်ပဲတဲ့ကြန့်ကြာနေတာတွေရှိရဲ့ဗျဒါမျိုးလို့ရှိရင်hero key ကိုယူတဲ့လောက်ယူပြီးတော့တာဝါကိုအဓိကထားချိုးဖို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျဘာလို့လဲဒီကတာဝါချိုးမှနိုင်နေပြီဖြစ်နေလို့တာဝါကိုပဲအဓိကထားချိုးဖို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျဒီက hero range ကျအရင်ကျနေအောင်ကိုခိုင်းကြမလို့ပါဗျကိုဒီ lane ကို hero တစ်ကောင်တစ်ကောင်ဒီလိုမျိုးပေါ့ hero 10ကောင်လောက်ကောင်းကောင်းမွန်မွန်ခိုင်းတတ်တဲ့ဆိုလို့ရှိရင်တော့မှ run တာအရင်တွေ့ပါတယ်ဗျဒီကိုရဲ့ signature hero တစ်ကောင်ရှိမယ်နောက်ထပ်အရင်အနေနဲ့တခြား hero တွေလည်းခိုင်းတော့ကျန်နိုင်တော့ပိုအဆင်ပြေတယ်ဗျဒါပေမဲ့ hero ကထပ်ထားတဲ့ hero အကုန်ဝယ်ရမှာတော့မဟုတ်ဘူးထပ်ထားတဲ့ hero အကုန်ဝယ်လိုက်လေခိုင်းတဲ့ကောင်ကြီးအောင်လည်းမထူပါတော့မဟုတ်ဗျအဲ့တော့ဗတဲ့ point ကိုနေတာတွေဒီလိုticket လေးတွေပို့နေတာတွေဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ hero ဝင်မဲ့အစားဒီ amlan frame လေးတွေနဲ့ဒီ amlan set လေးတွေကို level တေးစီနေတယ်ကြာအဲ့ဒါမှလည်းဒီဒါနဲ့ကအလီဂိမ်းမှာဆိုတီတာတို့လေကင်းရောက်နေရင်တီတာတယ်ဗျာဒီ amlan set လေးတွေကိုပဲ level တင်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဗျာဒီကိုနဲ့လိုက်မဲ့ hero ကိုလည်းရွေးဗျာကောင်းကြီးတို့ကဘယ်လိုပုံစံမျိုးစောချင်တာလဲတန်းဆန်ဆန်အမှားကနေရှာစောချင်တာလားဒါမှမဟုတ် masman နဲ့မေးလို့မျိုးနောက်ကနေတမ်းပြီးပေးချင်တာလားဒါမှမဟုတ် fighter လို့ဝန်တဲ့နိုင်ဝင်မျိုးရိုက်ချင်တာလားဒါမှမဟုတ် assassin လို့မျိုးအဲ့လိုကပါတယ်နေနဲ့ masman ကို space ချန်နဲ့နိုင်ရတဲ့ hero ကိုင်မလားဒါတော့ဒီကိုလိုနေနဲ့ကိုအောင်စဉ်းစားကြည့်ပေါ့နော်ဒီလိုဆိုကြမှာခိုင်ကြရင်ဖြစ်တယ်လေဗျဒီကိုဘက hero ကြီးရမ်းများနေလို့ရှိရင်ဒီဘက်ကချင်းတီပေါင်းနိုင်ပြီဒီစားပေါင်းနိုင်ပြီဆိုပြီးတော့ကျွန်တော်စဉ်းစားမိတယ်ဗျာဒါပေမဲ့အခါဒီကလို့ရှိရင်အဲ့ဒီဘက်ကဒီလိုကံပတ်ပြန်ခေါ်ပြီးတော့လေကင်းဆွဲသွားပြီးတော့လေကင်းရောက်မှပြင်ရတာတွေပါခံရတယ်ဗျာအဲ့ဒါကြောင့်မို့ hero ကြီးရဲ့မှာပြင်နေဟို run တက်ချင်နေဆိုလို့ရှိရင်တော့ကြာရလို့တာဝါကိုချိုးပေါ့နော် hero ကြီးဘယ်လောက်ပဲများများဒီလိုတာဝါမချိုးရင်မနိုင်ဘူးဗျာတာဝါချိုးမှမနိုင်ဘူးဖြစ်လို့ဒီကတော့တာဝါချိုးဖို့ပဲကျွန်တော်တက်ပြီးပြင်ချင်ပါတယ်ဗျာဝရီယာနေပြီးတော့ Grandmaster EPT ကိုဒီ hero damage ကျန်တဲ့ damage ထွက်တဲ့ hero ပေါ့နော် damage ဒီလိုကောင်းတဲ့ hero တွေခိုင်းတာပိုပြီးအဆင်ပြေတယ်ဗျlegend နဲ့မတိတိကိုကြတော့တင်းဝေါကောင်းမှ damage ကောင်းမှနိုင်တာဖြစ်တဲ့အတွက်ကိုတင်းနဲ့လိုက်ဖက်မဲ့ hero ကိုနဲ့အဆင်ပြေမဲ့ hero တွေခိုင်းတာပိုပြီးတော့နိုင်မှုလမ်းစာများတယ်ဗျ run တာလည်းပိုလွယ်ပါတယ်ဗျကျွန်တော်ရဲ့အကောင့်ကတော့ Warrior နဲ့မတစ်ကိုတက်တာပေါ့နော် Warrior နဲ့မတစ်ကိုတက်တာအခုဆိုလို့ရှိရင်ကျွန်တော်ပွဲ30 run ပွဲ30မိပါဆိုပြီးတော့ကျွန်တော်အကောင့်ကဒီ Grandmaster 3 J ပြည့်သွားခဲ့ပြီဗျဒီကိုလည်း penalty ရောက်နေတယ်ဆိုတာကိုကျွန်တော် comment လေးမှာဆက်ပြီးရေးပေးခဲ့တာပေါ့ဗျနောက်ထပ်ဒီချင်တာလေးများရှိလို့ရှိရင်လည်း comment မှာရေးခဲ့ပြီးပါဦးဗျနောက်ဗီဒီယိုနဲ့တွေ့ကျွန်တော်ပြန်လာခဲ့ပါမယ်ဗျဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲဗျဗီဒီယိုလေးကိုအဆုံးထိလိုက်ပတ်ကြည့်စုပြီးဒီအချိန်တိုင်းကိုကြည့်လို့ထူးပဲတင်ရှိပါတယ်ဗျနောက်လည်းဒီလိုဗီဒီယိုလေးတင်ပြီးမှမို့လို့စိတ်ဝင်စားတဲ့ဆိုလို့ရှိရင် channel လေးကို like subscribe လေးနဲ့ update ပေးကြပါဦးဗျအားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဒီကိုတော့